မင်္ဂလာပါ N1 language center ကကြိုဆိုပါတယ်ရှင်ဒီနေ့မှာတော့ comfort food လို့ခေါ်တဲ့ဝါရာလေးအကြောင်းဝေမျှပြီးတော့မှာဖြစ်ပါတယ်dictionary မှာအဓိပ္ပာယ်ဖွင့်ဆိုထားတာကတော့သူကစိတ်ညစ်တဲ့ချိန်ဝမ်းနည်းတဲ့ချိန်တွေမှာစားကျင်တဲ့စားတတ်တဲ့အစားအသောက်မျိုးပေါ့နော်ဒီလိုပဲတမန်ငါချန်ကအလွယ်တကူဘာသာပြန်ရမယ်ဆိုရင်တော့အင်ချက်လက်ရပေါ့အိမ်မှာစားရတဲ့အရာမျိုး comfort food လို့ခေါ်တယ်ကိုရီအတွက်ဆိုရင်တော့ပုံမှာပြထားတဲ့အဲ့လိုဒီနေ့ချက်စားဖြစ်တဲ့ဟာ AI လေးနဲ့နည်းနည်းပြင်ထားပါတော့အဲ့ပုံမှာပြထားတဲ့ရခိုင်ဟင်းအဲ့ဒါဘယ်လိုမျိုးချက်လဲဆိုတော့အဲ့ငပိရယ်ငရုတ်သီးစိမ်းရယ်ပြီးရင်ဟိုပါတယ်ပေါ့နော်ဟိုဘာပါလဲဆိုရင်နွေးမုံလေးနည်းနည်းပါတယ်အဲ့ဒါကိုချင်းနဲ့ငါးဆိုလဲငါးပစုံဆိုလဲပစုံပစ်ထည့်ပြီးတော့ချက်ထားတဲ့အရေးစမ်းလေးပေါ့ကိုရီမှာငါးအရေးစမ်းquoiအဲ့လိုမျိုးဟာပဲဖြစ်ဖြစ်ငရုတ်သီးကျိတ်ရခိုင်လူစုံငရုတ်သီးကျိတ်ဗမာလူစုံငပိတောင်းအဲ့လိုဟာမျိုးလေးဖြစ်ဖြစ်အဲ့ဒါကတော့ကိုရီရဲ့ comfort food ပေါ့နော်သူကအရင်ကောင်းနေကြမလို့အိမ်မှာစားနေကြအရသာမျိုးပေါ့နော်ငငယ်တုန်းကပျော်စရာကောင်းတဲ့အမှတ်တရတွေကိုပြန်တတိယစေနိုင်တဲ့အစားအသောက်မျိုးအဲ့ဒါမျိုး comfort food လို့ခေါ်တယ်တရုတ်မကြီးချက်တဲ့တရုတ်ဟင်းတို့ဘာလို့အဲ့လိုမျိုးအနံ့အသက်တွေပေါ့နော်ကိုအဲ့လိုမျိုးစားနေကြအိမ်ကအရသာမျိုးလေးပြင်ရတဲ့ဟာကို comfort food လို့ခေါ်ပါတယ် and ကြည့်ရှုတဲ့လူတွေအတွက်ကော comfort food ကဘာများဖြစ်မလဲမသိဘူးเนาะ comment ထဲမှာဝေမျှပေးခဲ့ကြပါဦးလို့ Thank you for watching bye bye